လေးကိုတူလေးကိုမောင်လေးကိုကိုမျက်နှာမငယ်ရအောင်သွားပြီးတော့မှဆိုပြီးတော့ဘုရားလည်းရောက်လာကြတာလိုက်မောနေပြီးတော့စုလေးရရင်လည်းပြောနေကြတာဘယ်လိုအင်းများတယ်ချစ်ချင်းမြတ်တယ်နဲ့ဟုတ်ပါတယ်ဒါမှမဟုတ်ဝဲမစားခင်လည်းညနေလေးကရောက်နေကြပြီတပြားများလားဝိငါနေတော့